အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘယ်နှမ်းမှာပထမဆုံးအသုံးများဆုံးဖြစ်တဲ့ Revit software ကိုစပြီးတော့ဗောနော် project တစ်ခုလုပ်တဲ့ဟာကိုပြောပြပေးချင်ပါတယ်အရင်ဦးဆုံးဒီ Revit ထဲဝင်တဲ့အခါဗောနော် Revit မိမိရဲ့ကွန်ပျူတာမှာရှိရဲ့ဒီ software ဗောနော်ဘယ် software မဆို Revit software တစ်ခုဝင်လိုက်မယ်ဝင်လိုက်ပြီးတော့လို့ရှိရင်ဒီနေရာမှာဆိုလို့ရှိရင် ရှင်း case စကူစီ project ခုသူရဲ့ရှင်း case စကူစီကိုတစ်ချက်ကလေးနိုင်မယ်နော်အဲ့လိုကလေးနိုင်တဲ့အချိန်မှာဒီမှာ template တို့ file တို့နေရာမှာဘာကိုရွေးမလဲဆိုလို့ရှိရင်ခန်းချီကို template တို့ရွေးမယ်အရင်ဆုံး duration နဲ့ level တို့အကြောင်းရှင်းပြမှာဖြစ်တယ်ပြပါတော့ပြီးရင်ရှင်း case စကူစီမှာ project ခုသူဆိုတဲ့ဟာကိုရွေးမယ် okay ပေးလိုက်ပြီပေါ့နော်ဒီလိုအခုလိုဒီလိုပေါ့နော်စမ်းရှုံးမှန်လို့ခေါ်တဲ့နေကြလာပြီနော်ဒီလို reference နေကြလာပြီဆိုလို့ရှိရင်အရင်ဦးဆုံးကိုယ့်ရဲ့ခေကျွန်းတန်ဘယ်မှာလဲပေါ့နော်ခေကျွန်းတန်အရင်ရှာရမယ်အဲ့ဒါဆိုလို့ရှိရင်အရင်ဦးဆုံးတို့ကဒီဟာ Hillman စုတဲ့ကနေပြီးတော့ SKGL ကိုသွားမယ်နော် SKGL ကိုရွေးလိုက်မယ်ပြီးတော့လို့ဆိုလို့ရှိရင်ခေကျွန်းတန်ဘယ်လိုရှာမလဲဆိုလို့ရှိရင်ဒီမှာဒီအပေါ်က dash bar မှာရှိရဲ့ Hyoji ကိုတစ်ချက်နှိပ်လိုက်မယ်နော်Hyoji ကိုတစ်ချက်နှိပ်ပြီးတော့လို့ရှိရင်အဲ့ဒီ Hyoji တွေက Hyoji ကိုထပ်ဝင်မယ်ပြီးတော့လို့ရှိရင်ဒီနေရာမှာခိုင်းဆိုးဆိုတဲ့နေရာရှိရပေါ့နော်ခိုင်းဆိုးဆိုတဲ့နေရာလေးကအပေါင်းလေးကိုနှိပ်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာ project ကိုတို့ခိကျွန်းတန်ကိုအမှန်ချစ်ကလေးပေးလိုက်မယ်ပေါ့နော်ဘောက်ချေကိုမှန်ချစ်ကလေးပေးလိုက်မယ်ပြီးတော့လို့ရှိရင် okay တစ်ချက်ပေးလိုက်မယ်ဒါဆိုရင်ကိုယ့်ရဲ့ဒီ Sancho Man လို့ခေါ်တဲ့ reference plane မှာဒီခိကျွန်းတန်လေးပေါ်လာပြီပေါ့နော်ခိကျွန်းတန်လို့ပေါ်လာပြီဒီ Sancho Man ဆိုတဲ့ဟာလေးအဲ့ဒါဆိုရင် Sancho Man ကိုတစ်ချက်နှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီးရင်ဒီ line 2လေးကိုတစ်ချက်ယူမယ်ပြီးရင်ဒီပေါ်ကနေ line 2လေးကိုတစ်ချက်ယူဒီပန်းရောင်လေးထားလင်းပေါ်တဲ့အချိန်မှာမြင်းလေးတစ်ချက်ဆွဲလိုက်မယ်နော်ပြီးရင်အခုဒီဘက်ကိုလည်းဒီ layer light ကိုလည်းမြင်းလေးတစ်ချက်ဆွဲထားလိုက်မယ်နော်sorry ရေတော့မယ်နော်စမ်းရှုံးမှန်သွားမယ်ပြီးရင်ဒီ UU line ယူမယ် UU line ကိုမှန်ကိုယူမယ်ယူသွားလို့ရှိရင်ဒီပန်းရောင်လေးကထားလေးတစ်ချက်နဲ့ဒီနားလေးကိုတစ်ချက်ကလေးလိုက်မယ်နော်ဒီလိုဆိုရင်ဒါရသွားပြီဒါဆိုလို့ရှိရင်ကိုယ့်ရဲ့စမ်းရှုံးမှန်မှာမော်နော်ခီကျွန်းတန်ရေဆုံးလုပ်တယ်ပြီးရင်စမ်းရှုံးမှန်ချပြီးသွားပြီချပြီးသွားဆိုရင်နောက်တစ်ဆင့်အနေနဲ့ဘာလုပ်မလဲဆိုလို့ရှိရင် project ရဲ့ duration ကိုဆွဲမယ်ဒီခန်းကြီးကိုရဲ့အောက်မှာ duration ပေါ့နော်ခီကျွန်းမှန်ဆိုတဲ့နေရာမှာ duration ကိုတစ်ချက်သွားမယ်အဲ့နေရာမှာ line comment လေးကိုယူလိုက်မယ် line comment လေးကိုယူပြီးတော့ခုနကဒီစမ်းရှုံးမှန်ဆွဲရတဲ့ line ပေါ်ပေါ့နော်အဲ line ပေါ်ကိုတန်တန်အောက်တစ်ချက်ယူလိုက်မယ်ပြီးရင်ဒီနေရာမှာ mouse နဲ့တစ်ချက်ကလေးလိုက်လို့ရှိရင်ဒီမှာ task ကိုပြင်လို့ရတယ်ပေါ့နော်ဒါဆိုရင် H1 လို့ထားမယ် enter တစ်ချက်ခောက်လိုက်မယ်နော်ပြီးတော့လို့ရှိရင်နောက်တစ်ခုပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒါနောက်ထပ်ပေါ့နော်ဒါနောက်ထပ် offset တွေဆွဲဖို့အတွက် duration ဆွဲဖို့အတွက်ဒီ pick line ဆိုတဲ့ဟာလေးကိုယူလိုက်မယ်နော်ယူလိုက်ပြီလို့ရှိရင်လောလောဆယ်တော့ offset က9000အနေနဲ့ဆွဲလိုက်မယ်နော် offset 9000ယူပြီးသွားပြီး enter ခောက်လိုက်မယ်ဆိုရင်ဒီမြင်းလေးပေါ်မှာ mouse လေးကိုတစ်ချက်ကလေးလိုက်တာနဲ့ဒါသူက offset line လေးတန်းပေါ်တယ်ပေါ့နော်အဲဆိုရင်သူကလေးပဲတခါတည်းဒီမှာနာမည်ပြောင်းသွားတဲ့ H1 H2 ဆိုလို့ပေါ့နော်ပြောင်းသွားတယ်အဲဆိုရင်ဒီမှာတစ်ချက်ကလေးလိုက်မယ်နော်အဲဆိုဒီလိုပုံလေးဖြစ်သွားတယ်ပြီးတော့လို့ရှိရင်အခု duration ကိုဒီဘက်ကိုလည်းထပ်ပြီးတော့ယူမယ်နော် duration ကိုလည်းအခုဒီ plane လေးအတိုင်းပဲထပ်ပြီးတော့ဒီဘက်ကိုထပ်ယူလိုက်မယ်ထပ်ယူလိုက်မယ်နော်ထပ်ယူလိုက်ပြီးတော့ဒီနေရာမှာ y1 လို့ပေးလိုက်မယ်နော် y1 လို့ပေးပြီးတော့ enter တစ်ချက်ခောက်လိုက်ပါခောက်လိုက်ပြီးတော့လို့ရှိရင်ဒီ pit line ကိုထပ်ယူမယ်နော်ဒီတစ်ခေါက်လည်းအဲ့လိုပါပဲခုနလို offset ကို9000နဲ့ယူလိုက်ပါမယ်enter ခောက်လိုက်မယ်နော် enter ခောက်လိုက်ပြီးတော့ဒီမြင်းလေးပုံထောက်လိုက်တာနဲ့သူကတစ်ခါလေးသွားတယ်နော်ခါလေးမှာဆို y1 y2 y3 y4 မှာမြင်းနေမတင်မကြဖြစ်နေတယ်အဲကြတော့ duration တွေကိုတစ်ချက်ပြန်ညှိမယ်နော်အဲဆိုရင်ဒီမြင်းလေးပုံတစ်ချက်ကလေးလိုက်ပါကလေးလိုက်လို့ရှိရင်ဒီမှာအခုဒီတန်းလေးကနေပြီးတော့ပုံဆွဲလိုက်ပါဒါဆိုလို့ရှိရင် duration ညီသွားပြီပေါ့နော်ဒီဘက်ချက်မှလည်းအဲ့လိုပဲအခုဒီဘက်ကတအားများနေရဖြစ်တဲ့အတွက်ဒီဘက်ကိုနည်းနည်းထပ်ညီလိုက်မယ်ပေါ့နော်ဒီလိုပုံစံလေးဖြစ်သွားအောင်ပြီးရင်ဒီနေရာကိုနည်းနည်းစုလိုက်မယ်အောက်ကိုလည်းတူပဲနော်ဒါလေးယူပြီးဆွဲလို့ရဒီလိုပုံစံလေးဖြစ်သွားပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် duration နဲ့ပတ်သက်တာပထမတစ်ချက်သိသွားပြီနောက်တစ်ဆင့်အနေနဲ့ဘာကိုသွားမလဲဆိုလို့ရှိရင်ဒီနှစ်ခုရဲ့အကွာဝေးဒီလို grid line တစ်ခုတို့ရဲ့အကွာဝေးသိကြလို့ရှိရင်ဒီဘွားနေ dimension တက်လို့ရတယ် dimension တက်တဲ့ပုံစံကတော့နောက်မှတစ်ဖြည်းဖြည်းချင်းပြောပြမယ်နော်ဒီနေရာ duration ကိုအရင်အစားသွားတာဖြစ်တဲ့အတွက်ဒီလို grid line ကို click လိုက်တာနဲ့ဒါသူ့ရဲ့ dimension ကိုသိရတယ်ပေါ့နော်ဒါဆို click လိုက်တာနဲ့ဒါသူ့ရဲ့ dimension ကိုသိရတယ်အကယ်၍ကိုကဒီ dimension ကိုပြင်ချင်တယ်ဆိုရင်ဒီနေရာမှာ text to လုပ်ပြီးတော့ပြင်လိုက်တာနဲ့ dimension လည်းပြောင်းသွားရနော်ဒါ
ဆိုလို့ရှိရင်အရင်ဦးဆုံး duration အဆင်ပြီးသွားပြီပေါ့နော် second tier တို့မှာ duration အဆင်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ level ကိုသွားမယ်နော်level ကိုသွားမယ်ဆိုလို့ရှိရင်အရင်ဦးဆုံး level ကိုပုံမှန်သွားမလဲဆိုလို့ရှိရင် elevation view သွားမယ် resonance ဆိုရရှိအပေါင်းလေးတစ်ချက်နှိပ်လိုက်မယ်နော်ဒီတဲ့ level ထဲဝင်မယ်level ထဲဝင်လို့ရှိရင်ဒီလိုပုံစံလေးရှိရပါတော့ဒီလိုပုံစံလေးရှိရဆိုလဲဒါခုနအတိုင်းပဲဒီနေရာလေးကိုတစ်ချက်ကလစ်မယ်ပြီးရင်ဒါလေးကိုဒီဘက်ကိုဆွဲလိုက်မယ်ပေါ့နော်ဒါဆိုရင် level ဒီလိုပုံစံလေးဖြစ်သွားပြီပေါ့ဒါဆိုရင် level ဒီလိုပုံစံလေးဖြစ်သွားပြီပေါ့နော်Okay အဲ့ဒါဆိုလို့ရှိရင် level ဒီလိုပုံစံလေးအခုနေထားလေးဖြစ်သွားပြီเนาะဒါဆို gray line လေးဖြစ်သွားပြီဒါဆိုလို့ရှိရင် set key ရဲ့ root အနေစားရเนาะဒီချိန်မှာဆိုလို့ရှိရင်လည်း level ကိုလည်းသူက offset ပေါ့เนาะ4အောင်လုံးနဲ့ဆွဲမယ်ခံအရင်ဦးဆုံးဒီခန်းကြီးကူအောက်ကိုသွားမယ်ပြီးတော့လို့ရှိရင်ဒီမှာ level 2ပေါ့เนาะ key ကျုံးမှန်ဆိုတဲ့နေရာမှာ level 2ဆိုတဲ့ဟာတစ်ချက်ကလေးလိုက်မယ်ပေါ့เนาะကလေးလိုက်မယ်ပြီးတော့လို့ရှိရင်ခုနအတိုင်းပဲဒီအစိမ်းအောင် line လေး pick line လို့တစ်ချက်ယူမယ်ပြီးတော့လို့ရှိရင် offset မှာလောလောဆယ်4000နဲ့သွားမယ်ပေါ့နော် level height 4000ဆိုဒီတစ်ချက်နှိပ်လိုက်တာနဲ့ level height တက်သွားပြီပြီးလို့ရှိရင်ခါကြလို့ရှိရင်လေအဲ့လိုမျိုးဒီလို line ကိုပြောင်းလဲလေးတစ်ချက်လုပ်လို့ရတယ်ပေါ့နော်ဒီလိုပုံစံလေးလုပ်လို့ရတယ်ပြီးရင်ဒီနေရာမှာ level 2ဆိုတဲ့နေရာမှာလည်းအခု file ဆိုလို့ရှိရင် EGF ဆိုရင်ဒီဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ပြင်လို့ရတယ်နော် EGF ဆိုတော့တစ်ချက်နှိပ်ပြီးတော့enter ခေါက်လိုက်လို့ရှိရင်ဒီမှာပြောင်းသွားပြီပါနော်ဒါဆိုဒီဘက်ကဒီ project browser မှာပါ circuit ချပြီး ETF လို့ဖြစ်သွားပြီပေါ့နော်ကိုကတကယ်လို့ဥပမာအမှားတစ်ခုခုလုံးမိလိုက်တယ်ဆိုလို့ရှိရင် keyboard က control Z နှိပ်လိုက်ရတယ်ပြီးတော့ဒီ enter မြားလေးကိုနှိပ်လိုက်ရပါပေါ့နော်ဒါဆိုရင်မူလအတိုင်းပြန်သွားတယ်ဆိုတဲ့ဟာလေးပြောချင်တာနော်ဒါဆိုရင်အခု level လေးရသွားပြီပေါ့နော်အခု duration ပေါ့နော်ခုနကduration ဆိုလို့ရှိရင် Hammer of က circuit ကြီးလို့သွားလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေ့အနေနဲ့ duration ဆွဲပြီးသွားပြီပြီးသွားလို့ရှိရင်ဒါ level လေးတစ်ခုလည်းရသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ software စဆွဲတဲ့အချိန်မှာအသုံးပြုတဲ့ဒီ Sensation ဆိုတဲ့ reference plane ရဲ့duration ရဲ့ level ရဲ့ပေါ့နော်ဒါဆိုရင်ဒီနေ့အနေနဲ့ရသွားပြီဆိုလို့ရှိရင်နောက်ထပ် video တွေမှာဆက်ပြီးတော့တွေ့မယ်နော်နောက်ထပ် video ဆက်ပြီးလေ့လာပေးကြပါ